ခဏလေးရက်ကြည့်ပေးပါဒီဗီဒီယိုကမင်းရဲ့ဝေါ်မှာအကြောင်းမဲ့ပေါ်လာတာမဟုတ်ပါဘူး Universe ကမင်းရဲ့အချစ်ရင်းနဲ့ပတ်သက်ပြီးအစင်တစ်ဖြစ်နေပြီလို့အချက်ပြခြင်းလို့ဒီစာသားတွေကိုမင်းစီပို့လိုက်တာပါ Universe ကမင်းအချစ်ရေးအတွက်ဘာရီအတိအကျစီစဉ်ပေးထားလဲဆိုတာကက်ကလေးကနေတစ်ဆင့်အဖြေရှာကြည့်ရအောင် Hello အားလုံးပဲမင်္ဂလာပါရှင် The Intuitive and Mystery Guidance Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ Universe ကမင်းရဲ့အချစ်ရင်းနဲ့ပတ်သက်ပြီးဘာရီစီစဉ်ထားလဲဘလို့အလှည့်ပြောင်းနေဖြစ်လာတော့မလဲဆိုတာမင်းကိုလာပြောပြနေပါတယ်မင်းဘဝအတွက်စိတ်အေးချမ်းရမယ့်အဖြေတွေရနိုင်ဖို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်ဒီနေ့ရဲ့ spray လေးကအရန်ကိုကောင်းမွန်ပြီး energy တွေပြည့်ဝနေတာမို့ universe ကမင်းကိုပြစ်မထားပါဘူးတဲ့မင်းအရင်ချစ်တယ်လို့ပြောချင်နေတာတွေအတွက်အတိတ်ပဲလေးတွေကြည့်ကြရအောင်နော်ပထမဦးဆုံးအနေနဲ့ Force of One ကတ်လေးထွက်လာပါတယ်ဒါကအတူတူပျော်ရွှင်ကျင်းပခြင်းအိမ်အောင်ရေးဒုမဟုတ်တင်ငိမ်တဲ့အခြေရေးတွေရှိနေတယ်ဆိုတာပြသပေးနေတဲ့ကတ်လေးပေါ့နော် Universe ကမင်းကိုစိတ်ကစားရုံအချစ်မျိုးမဟုတ်ပဲတဘွားလုံးစာစိတ်အေးချမ်းပြီးအမြဲတမ်းပျော်ရွှင်ရမယ့်တရားဝင်အခြေအနေမျိုးကိုလမ်းပြပေးဖို့စီစဉ်နေပါပြီတဲ့ခဏတာမဟုတ်ပဲတဘွားတာအတွက်မို့လို့မင်းရဲ့အချစ်ရေးကပွဲလန်းတပင်တွေနဲ့ပြည့်နှက်နေတော့မယ်လို့အချက်ပြပေးနေပါတယ်ဒုတိယကက်လေးအနေနဲ့ Nice of ကက်လေးထွက်လာပါတယ်မင်းရဲ့နှလုံးသားကိုလှုပ်ခတ်စေမဲ့သူဒါမှမဟုတ်မင်းကိုအယမ်းပေးဂရုစိုက်ပေးမဲ့လူချစ်ပေးမဲ့လူ supporting ပေးမဲ့လူသူ့အချစ်တွေကိုရဲရဲဝင်းဝင်းထုတ်ပြသပေးမဲ့လူတယောက်မင်းစီလာနေပါပြီတဲ့သူကမင်းစီကိုမေတ္တာတရားတွေစိတ်ခံစားမှုအသစ်တွေကိုယူဆောင်လာပေးနေမှာပါတဲ့ဒီလူကမင်းရဲ့ဘဝလေးကိုဝင်လာပြီးမင်းကိုတန်ဖိုးထားမယ်ချစ်ပေးမယ်မေတ္တာပေးမယ် supporting energy တွေပါပေးမှတည်ကြနေပါပြီတဲ့တတိယကလေးအနေနဲ့အရန်ကို energy ပြင်းတဲ့နေမင်းဒဆန်းကကြီးထွက်လာတာပေါ့နော်ဒါကမင်းရဲ့အချစ်ရေးအတွက် universe ကပေးတဲ့အကောင်းဆုံး blessing လို့ပြောလို့ရပါတယ်အတိတ်ကမင်းမာနာကျင်မှုတွေတန်တရားတွေဒုက္ခဆင်းရဲတွေဝမ်းနည်းမှုတွေဘလောက်ပဲများခဲ့အခုချိန်မှာအဲ့ဒီတောကဒုက္ခတွေကအကုန်လုံးအရေးပြိုသွားပြီးမင်းရဲ့အချစ်ရေးမှာနေမင်းကြီးလိုလင်းလက်တောက်ပဝင်းထိန်နေပါတော့မယ်တဲ့တောကတွေကင်းဝေးပြီးလွတ်လပ်ပျော်ရွှင်ရတဲ့နားလည်မှုတွေပေးပြီးကံမဆွေမိတဲ့အချင်းမျိုးကိုမင်းရရှိခံစားရတော့မှာပါတဲ့အရာအလုံးဟာမကြခင်အချိန်တွင်းမှာပဲအဆင်ပြေချုံးမြွေသွားပါလိမ့်မယ်တဲ့စတုတ္တကက်လေးအနေနဲ့ထူးစောကက်လေးထွက်လာတာပေါ့နော်ဒီကက်လေးဟာ soulmate energy တွေအပြည့်အဝရှိနေတာမို့တယောက်နဲ့တယောက်အချစ်ချင်းဆုံယုံနဲ့နားလည်မှုတွေရှိမယ်စကားတွေထုတ်ပြောကြရမလို့ပဲရင်ပတ်ချင်းနီးနေမယ်အပြန်လန်လေးစားတန်ဖိုးထားမယ်မျှတတဲ့အချစ်ရေးတွေရှိနေမယ်ဆိုတာပြသပေးနေတာပါ universe ကမင်းနဲ့ကံပါလာတဲ့သူစိတ်တဘောထားချင်းတိုက်ဆိုင်တဲ့သူနဲ့စုံစည်းပေးဖို့တေချာပေါက်ကိုစီစဉ်နေပါပြီမင်းဆောင်ဆိုင်နေရတဲ့သူနဲ့အပြန်အလှန်
အချစ် energy တွေဆွဲဆောင်မှုအပြည့်နဲ့လက်တွဲရတော့မှာပါနောက်ဆုံးကက်လေးအနေနဲ့ Face of Pentacle ကက်လေးထွက်လာပါတယ်အချစ်ရေးကစကလုံးတွေစိတ်ကူးရင်မှုတွေနဲ့မဟုတ်ပဲလက်တွေ့ကြကြအောင်မြင်မယ်အဆင်ပြေမယ်ဆိုတာပြောပြပေးနေတာပေါ့နော်တရဝင်လက်တွဲဖို့ကန့်လန့်ခံရတာတွေအနာဂတ်အတွက်အတူတူအစီအစဉ်ချတာမျိုးတွေပါဖြစ်လာပါလိမ့်မယ်တဲ့ဒီငြိမ်ပြီးခိုင်မာတဲ့အစပြုခြင်းအသစ်ကို universe ကမင်းလက်ထဲကိုအနှင်းလိုက်ပါပြီအချစ်ကအခိုင်အမာတိုးတက်လာပါတော့မယ်ဆိုတဲ့ sign လေးကိုပြသပေးနေတာဖြစ်ပါတယ်ဒီ spray လေးရကက်တွေကိုကြည့်ရရင် universe ကမင်းရဲ့အချစ်ရေးအတွက်ပျော်ရွှင်ခြင်းတည်ငြိမ်ခြင်းအပြန်အလှန်နားလည်ပေးနိုင်တဲ့ soulmate connection ကြီးကိုအချိန်ကိုက်ဖန်တီးပေးနေပါပြီ universe ကမင်းအတွက်ကောင်းချီး abundance တွေ blessing တွေကို energy တွေအပြည့်နဲ့ပို့လွှတ်ပေးနေပါပြီမင်းကဒီ energy တွေကိုလက်ခံဖို့အဆင်သင့်ဖြစ်နေပြီဆိုရင် comment မှာ ready လို့ပြောပြီး universe ရဲ့အချစ်ရေး abundant energy တွေကိုအမိအယဖန်ဆုပ်လိုက်ပါအချိန်ကိုက်တွေ့ရတဲ့ timeless reading လေးဖြစ်တဲ့အတွက်မင်းခုကြည့်နေတဲ့အချိန်မှာမင်းအတွက် universe ရဲ့ message ကိုရဖို့အကောင်းဆုံးအချိန်ပါပဲအားလုံးပဲစစ်မှန်တဲ့အချစ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်